channel လေးကို subscribe လုပ်ဖို့မမေ့နဲ့နော် William ဟာရုပ်တုတစ်ခုထဲမှာတန်ဖိုးမဖြတ်နိုင်တဲ့ယတနာတစ်ပါးဝတ်ထားတာကိုအမှတ်မထင်ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။သူကရုပ်တုပိုင်ရှင်ကိုဈေးနှုန်းမြင့်မြတ်တဲ့အခါမှာတော့ပိုင်ရှင်ဖြစ်သူကမမျှော်လင့်ပဲဒေါ်လာ100သာကျတင်ကြောင်းပြောကြားခဲ့ပါတယ်။ William ကဒီရုပ်တုကိုသူ့ရဲ့အနာဂတ်ရောက်ခမအတွက်မွေးနေ့လက်ဆောင်ဖြစ်ပေးချင်ခဲ့တာပါ။ဒါပေမဲ့သူ့ရဲ့ရည်စားဖြစ်သူကတော့ချက်ချင်းပဲညှင်းဆန်ခဲ့ပြီးဒါဟာသူမကိုအဆက်ခွဲတာဖြစ်တယ်လို့ပါဆွဆွဲခဲ့ပါတယ်။ဘေးပတ်ဝန်းကျင်ကလူတွေကလည်း William ရဲ့နှိုးကြားမှုမရှိတာကိုဝိုင်းဝန်းရေမုန်းခဲ့ကြပါတယ်။မိမိကိုယ်တက်တည်ပြဖို့အတွက် William ဟာအဲ့ဒီရုပ်တုကိုမြေကြီးပေါ်ဆောက်ခွဲလိုက်ပါတော့တယ်။တကယ်ပဲအထဲမှာတော့ကြောက်စိမ့်ရုပ်တုတစုထွက်ပေါ်လာခဲ့ပါတယ်။ဘေးကလူတွေအားလုံးကဒါဟာဒေါ်လာတန်းပေါင်းများစွာတန်ဖိုးရှိမှန်းသိသွားကြပါတယ်။ဒါကိုကြားလိုက်ရတဲ့ William ရဲ့ရည်စားဟာချက်ချင်းပဲကြောက်စိမ့်ရုပ်တုကိုလူယူပြီးထွက်ပြေးသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရှေးဟောင်းပစ္စည်းအသင်းရဲ့ဥက္ကဋ္ဌရောက်ရှိလာပြီးအဖြစ်အပျက်အားလုံးကိုမျက်မြင်တွေ့ရှိခဲ့တာကြောင့် William နဲ့မိတ်ဆွေဖြစ်လို့ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ William ဟာဥက္ကဋ္ဌအမျိုးသမီးရဲ့ခေါင်းပေါ်ကစံထိုးဟာအတုဖြစ်နေတာကိုသတိပြုမိသွားပါတယ်။ William ကဥက္ကဋ္ဌကိုဘာဖြစ်လို့အစိတ်တင်စေနိုင်တဲ့စံထိုးအတုကိုဆင်ញံထားရတာလဲလို့မေးမြန်းခဲ့ပါတယ်။မမျှော်လင့်ပဲဥက္ကဋ္ဌရဲ့အနီးကပ်တငယ်ချင်းမလေးဟာထိတ်လန့်သွားခဲ့ပါတယ်။ William ကသူမကိုကြည့်လိုက်တဲ့အခါမှာတော့စံထိုးအစ်စ်ဟာသူမရဲ့အိတ်ထဲမှာရှိနေတာကိုမြင်တွေ့ခဲ့ရပါတယ်။ဥက္ကဋ္ဌကအိတ်ကိုလူယူစစ်ဆေးလိုက်တဲ့အခါမှာတော့ပုံစံတူစံထိုးတစ်ချောင်းကိုတကယ်ပဲတွေ့ရှိသွားခဲ့ပါတယ်။ဥက္ကဋ္ဌက William ကိုအသေးစိတ်မေးမြန်းဖို့ပြင်ဆင်လိုက်ချိန်မှာတော့ William ဟာထွက်ခွာသွားခဲ့ပါပြီ။နောက်ပိုင်းမှာ William ဟာသတိလစ်လဲကျနေတဲ့တထေးကြီးရဲ့သမီးကိုမမျှော်လင့်ပဲတွေ့ရှိခဲ့ပါတယ်။သူမရဲ့ပိုက်ထဲမှာအဆိပ်ရှိတဲ့တန်ကောင်ရှိနေပြီးအချိန်မီမဖယ်ရှားရင်အသက်အန္တရာယ်ရှိနိုင်မှန်းသူကချက်ချင်းသိမြင်ခဲ့ပါတယ်။မကြာခင်မှာပဲမိန်းကလေးကိုဆေးရုံပို့ဆောင်ခဲ့ပေမဲ့ဆရာဝန်ကြီးများစွာစစ်ဆေးပြီးတဲ့တိုင်အောင်ယောဂအဖြစ်ကိုမရှာဖွေနိုင်ခဲ့ကြပါဘူး။အဲ့ဒီအချိန်မှာ William ကမိန်းကလေးကိုသူကုသပေးနိုင်ကြောင်းပြောခဲ့ပေမဲ့ဘယ်သူမှမယုံကြည်ကြပဲဆေးကုသခွင့်လိုင်စင်ရှိမရှိကိုသာမေးခွန်းထုတ်ခဲ့ကြပါတယ်။ဒါပေမဲ့တထေးကြီးဖြစ်သူဖခင်ကတော့ William ကိုယုံကြည်ဖို့ရွေးချယ်ခဲ့ပါတယ်။ William ဟာမိန်းကလေးကိုပြင်းထန်တဲ့အရက်တစ်ပတ်လင်းတိုက်ကျွေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့မိန်းကလေးဟာအဆိပ်ရှိတဲ့တန်ကောင်ကိုတကယ်ပဲအန်ထုတ်လိုက်နိုင်ပြီးအသက်အန္တရာယ်ကနေကင်းဝေးသွားခဲ့ပါတယ်။ William ကတော့ဘာကိုမှမမျှော်လင့်ပဲတိတ်တဆိတ်ပဲထွက်ခွာသွားခဲ့ပြီးသူ့ရဲ့အနာဂတ်ရောက်ခမမွေးနေ့ပွဲကိုအမိသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းတထေးကြီးဟာ William ကိုကျေးဇူးဆက်ဖို့အတွက်တမျိုးလုံးမှာလူလို့ရှာဖွေခိုင်းပြီးတန်ဖိုးကြီးလက်ဆောင်များစွာနဲ့ကျေးဇူးတင်စကားပြောဖို့ပြင်ဆင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာ William ရဲ့အနာဂတ်ရောက်ခမကလည်းတထေးကြီးလာရောက်မဲ့တဲ့တင်ကိုကြားသိပြီးဝမ်းသာပီတိဖြစ်နေခဲ့ပါတယ်။သူက William ကိုအစကတည်းကသဘောမကျတာကြောင့်သူ့သမီးနဲ့ဆုလျားရစ်ပတ်မဲ့ကိစ္စကိုချက်ချင်းဖျက်သိမ်းလိုက်ပါတယ်။ William ရဲ့ဖခင်ကမွေးနေ့လက်ဆောင်ဖြစ်မိသားစုအမွေအနှစ်ပစ္စည်းကိုပတ်မှုရှုတိုးပေးအပ်ခဲ့ပေမဲ့ရောက်ခမဖြစ်သူကကြည့်တောင်မကြည့်ပဲမြေကြီးပေါ်လွှင့်ပစ်ခဲ့ပါတယ်။ William ရဲ့ဖခင်ကကောက်ယူဖို့စူးစမ်းချိန်မှာတော့ William ရဲ့ရည်စားဟောင်းကခြေထောက်နဲ့တက်နှင်းခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ William ဟာဒေါသပေါက်ကွဲပြီးအဲ့ဒီအမျိုးသမီးကိုချက်ချင်းပဲပါရိုက်လိုက်ပါတော့တယ်။သူအောက်အီးပြီးခံခဲ့ရသမျှတွေအားလုံးပေါက်ကွဲထွက်သွားခဲ့ပါပြီ။ဒါပေမဲ့ရောက်ခမဖြစ်သူကတော့တထေးကြီးရဲ့အားကိုးမှုကိုရရှိတော့မှမို့လို့ William ကိုရှင်းလင်းဖို့ရန်ရှာလာပါတယ်။အတိအကျအဲ့ဒီအချိန်မှာပဲတထေးကြီးဟာလက်ဆောင်ပစ္စည်းများစွာကိုကင်ဆောင်ထားတဲ့လူယုံတော်အချမ်းရံတွေနဲ့အတူပွဲခင်းထဲကိုခမ်းနားထည်ဝါစွာရောက်ရှိလာပါတော့တယ်